ဒီနေ့ဘာလို့တွက်ပြမလဲဆိုရင်ဒီမှာဆိုရင်ဒီလိုမျိုး volume ပေါ့နော်ဒီလိုမျိုး volume မှာအပေါက်က2မျိုးရှိရယ်နော်ဒီမှာဆိုရင် glass အပေါက်ရယ်ဒီမှာဆိုရင်မှာ window ပေါက်ရယ်ဆိုပြီးတော့ရှိမယ် volume ဒီ volume ရဲ့အမြင့်က73ပေရှိမယ်ဒီအလျာအောက်ဘက်အလျာက23ပေဒီအမြင့်ကကြောင့်10ပေရှိရယ်နော်အဲ့လိုမျိုး volume ဆိုရင်မတို့အုပ်ဘယ်လောက်စီရမယ်ဘယ်လို area တွက်လဲဆိုတော့မှဝင်ပြပေးမယ်နော်ဒီရန်တိုက်နေရယ်မှာဒီမျိုးပုံလေးဒါက23ပေဒီကောင်က10ပေဒါက73ပေရှိရယ်ဒါကကြတော့2ပေပတ်လေ2ပေပေါ့နော်ဒါကကြတော့4ပေဒါက5ပေဒီလိုမျိုးရှိရယ်နော်ဒါဆိုရင်မတို့ကဘာကိုရှာမလဲဆိုတော့ volume ရဲ့ area ကိုရှာမယ်နော် volume ရဲ့နန်းရန် area ကိုရှာမယ်နန်းရန် area ရှာမယ်နန်းရန် area ကိုရှာမယ်ဆိုရင်မကြည့်လိုက်နန်းရန်ဘယ်လိုပုံစံရှိနေဒီလိုနန်းရန်ကိုမတို့အကန့်ခွဲလိုက်မယ်3 area ရယ် down မှာ 2 area ရယ်နော် rectangle area ရယ် triangle area ဒါဆိုရင် triangle area ကိုမတို့ရင်ရှာ triangular area ကိုလိုချင်တယ်ဆိုရင်တဲ့နှစ်ပိုင်းတစ်ပိုင်းအခြေအမြောက်အမြင့်နှစ်ပိုင်းအခြေကကြောက်ဒီအောက်ချိန်နဲ့အတူတူပဲ23ပေအမြောက်အမြင့်ကဘယ်မြင့်လဲဒီအမြင့်ဘယ်လောက်လဲဆိုရင်တဲ့ဒါ10ပေဒါ73ပေဒါ10ပေဒါ73ပေဆိုတော့ဒီ10ပေနှုတ်လိုက်မယ်ဒီကနေပြီးတော့ဒီအကြီး10ပေနှုတ်ရင်ဒါက3ပေအမြင့်က3ပေဒါမှမဟုတ်ရှာမယ်နော်နှစ်ပိုင်းတစ်ပိုင်းက 0.5 23မြောင်း3ကိုရှာလိုက်တော့ 34.5 ပေါ့နော် 34.5 SFD ဆိုပြီးတော့ရလာပြီဒါဒီ triangle ဒီ shape ရဲ့ area ရသွားပြီဒီ shape ရဲ့ area ကိုမလို့ရသွားပြီနော်ဒီ shape ရဲ့ area ကိုမရသွားပြီအောက်ဘက်ကိုရှာမယ်အလျားရဲ့အနက်ရင်နှောက်လိုက်ရုံပဲ rectangle shape ပေါ့နော် ICT ANGULAR rectangular area ကိုလိုချင်တယ်ဆိုရင် AREA ဟောဒီရကိုင်rectangle area ကအလျားရဲ့အမြင့်ရယ်နော်အလျား23အမြင့်က10ပေဆိုတော့230ပေရဲ့230ပေရဲ့မြောက်တာဖြစ်တဲ့အတွက် student ပေပေါ့နော် SFD ဒါဆိုရင်မတို့က area နှစ်ခုစာရသွားပြီအပေါ်က area က34.5အောက်က area ဒီ230ဒါဆိုရင်ဒီ volume တစ်ခုလုံး area စုပေါင်းကိုလိုချင်တယ်ဆိုရင် total area ကိုလိုချင်တယ်ဆိုရင်230ရဲ့ 34.5ရဲ့အပေါင်းပေးရမှာပေါ့နော်ပေါင်းလိုက်မယ်အပေါင်း230နဲ့ပေါင်းလိုက်တဲ့အခါမှာတဲ့နောက်ရဆို264.5ရဒါတူတဲ့ area ရသွားပြီဒီတွေကမှဘာရင်တော့ open နေတော့အပေါက်နဲ့ open အပေါက်ကိုဘာလို့နှုတ်မှာနော်အပေါက်နှစ်ပေါက်စာနှုတ် open OPENING open အပေါက်ကဘာပေါက်ရှိလဲအပေါက်က window ပေါက်ရှိမယ် glass block ပေါက်ရှိမယ် glass block က2ပေပတ်လေ window က4ပေ5ပေ4ပေ5ပေကဒီ920ဒါကနည်းနည်းလေး4 SFD အပေါက်စုပေါက်က24 SFD ရှိတယ်ဒါဆိုရင် volume က264.5တဲ့ကအပေါက်24ကိုပေါက်နှုတ်ရမယ်ဒါဆိုရင်2 0.5 ဆိုတာကတကယ်အုပ်စီရမယ်area ရလာတယ်နော်ဒီ area လေးကိုပေါင်းနားလဲလိမ့်မယ်လို့ထင်တယ်နော်ဘယ်လိုယူလိုက်လဲဆိုရင်မတို့ကဆိုရင် volume ကိုအပြည့်စာပေါင်းတွက်လိုက်ရနော်အပြည့်စာတွေကမှအပြည့်စာတွေကအပေါက် area လေးနှုတ်လိုက်မယ်ဆိုရင်ဘယ်လောက်ရလဲဆိုတော့220.5ရတာအဲ့ဒါကိုမှတော့အုပ်လုံးယူတော့မှတွက်ပြမယ်နော်အုပ်လုံးယူတော့မှဘယ်ဟာကြည့်အဆောက်လုံးမှာချင်းစံနှုံးစာအုပ်လူချင်းမှမှာလို့ရပါတယ်နော်အဲ့ဒီစံနှုံးစာအုပ်မှာဆိုရင်မတို့ကလေးလက်မခွေအတွက်ကို100ကူပါပေအတွက်ကိုအုပ်ဒီ950ချက်တဲ့100ကူပါပေကအခုအမောက်ထွက်လာက220တဲ့ဒါဒီ120100 student ပေနော်ဘာမှ student ပေနော်ဒါ220 student ပေကိုမှကျင်းပြောင်းမယ်ဆို100နဲ့စားပြရမယ်အဲဆိုတော့2.235ကျင်းသူပေးရတာက100 student ပေတစ်ကျင်းမှာအုပ်950တဲ့အုပ်950ဆိုရင်တစ်ကျင်းကို950လုံးအုပ်စီရမယ်အခုက2.235ကျင်းအတွက်ဆိုရင်ဘယ်လောက်လဲဆိုတော့2.235ကို950နဲ့ညှောက်လိုက်မယ်ဆိုရင်6212.5လုံးဆိုပြီးတော့ကုန်ကြမယ်အုပ်အလုံးကြီးထွက်လာတယ်အမကိုအရှိမမေးထားရနော်ဘာလို့မေးထားလဲဆိုတော့ဒီအပေါက်နေရအကြရင်ဘယ်လိုတွက်ရမှာလဲဆိုတဲ့လူတွေအတွက်ကိုမှဝေမျှပေးလိုက်တာဖြစ်တယ်အရင်ဆုံးကိုယ့်ရဲ့ဒီအုပ်ဘော်ရဲ့ shape တွေကိုအရင်ခွဲရမယ်အလွယ်ဆုံးရှာတဲ့နည်းနဲ့မဟုတ်ရှာနော် shape ကိုခွဲလိုက် shape က2မျိုးထွက်လာတယ် triangle area triangle shape ရှိမယ် rectangle area triangle ကနှစ်ပိုင်းအခြေအမြင့်နဲ့ရှာ rectangle ကအခြေအမြင့်နဲ့ရှာမှာပေါ့နော်အခြေအမြင့်နှစ်ပိုင်းအခြေအမြင့်နဲ့ရှာပြီးတော့ area ပေါင်းလိုက်ထွက်လာတဲ့ area နဲ့အပေါက်နှစ်ပေါက်ဆောင်နှုတ်လိုက်မယ်ဆိုရင်တကယ်အုပ်စီရမယ့် area ကိုတော့အခြေခံစံနှုန်းကနေကြည့်လိုက်မယ်အခြေခံစံနှုန်းမှာကတစ်ကျင်းအတွက်ကိုအုပ်950လုံးတဲ့အခုက2ကျင်း2.235ကျင်းဆိုတော့1212.5လုံးဆိုပြီးတော့1213လုံးပေါ့နော်1213လုံးရလာတယ်နော်ဒါဆိုရင်မတို့ဒီဗီဒီယိုလေးကအဆင်ပြေနားလဲတယ်ဆိုရင်မဟုတ် yes လို့မှတ်ခဲ့ပြီပါနော်ဒီနောက်ထပ်ဗီဒီယိုများအတွက်လည်းပေါ့ next လို့လောက်ထားပြီးလို့ရပါတယ်ကျေးဇူးတင်ပါတယ်နော်